တကယ်လားလေပညာတော့ကြိုးစားနော်အဆက်တော်လည်းမမှန်လို့ဟုတ်ဒါစာရေးလည်းမမှန်ရေးပါမယ်ပြီးတော့ဒါစာကြိုးစားပြီးတော့အင်ဂျင်နီယာကြီးဖြစ်တဲ့ခါကျလို့ရှိရင်ဒါရောပြန်လာခဲ့မယ်နော်ချက်ချင်းပြန်လာခဲ့မယ်ပြီးလာပြီပဲနော်ဟုတ်ကဲ့ဒီကစားလေးစားပဲကောဘယ်နာဘလူးကျောင်းကဘလူးစောက်ထားမှလည်းမသိဘူးငါးရလည်းဘယ်နာချကြမှမသိဘူးနောင်ကြီးဘာမှလည်းမပါပါနဲ့ဗျာပါနောင်ကြီးနဲ့ငါလည်းနောင်ကြီးပါခွာလာဟောလမ်းလိုက်တာဗျာဟုတ်ဒီကအကူကြီးနောင်ကြီးလို့ခေါ်လိုက်တာပါကိုကပါလေကျွန်တော်အခက်အခဲလေးရှိနေလို့ပါဗျာခက်ခဲဒီနော်ဒီနာအိမ်နာမရှိမှကျွန်တော်လည်းကိစ္စထဲမှာရောက်တယ်မဟုတ်ဘူးလေကျွန်တော်ကြောင်းလိုက်ရှာနေတာကြောင်းလိုက်ရှာနေတာတော့ဘုံကြောင်းလည်းမရှိဘူးငါမသိလိုက်ဘူးမဟုတ်ဘူးလေငါမသိလိုက်ဘူးလို့မဟုတ်ဘူးကျွန်တော်အတတ်ပညာတွေအသိပညာတွေသင်ပေးတဲ့ကြောင်းလောကီပညာသင်ပေးတဲ့ကြောင်းအဲကြောင်းကျွန်တော်ကြောင်းရလာလို့ဗျာဘာကြောင်းလဲမလိမ့်စာလေးတော့ဟုတ်ပါလိမ့်စာလေးတစ်ချက်ဟိုအေးရကေနော်လိမ့်စာလေးတစ်ချက်ကြည့်ပေးပါဗျာပြောင်းလို့လမ်းပြောင်းလိမ့်စာအမှတ်199ကူညီပြစေလမ်းပတ်စံပါမှရက်ွက်ပြန်ခံမပြောနဲ့မျိုးအမေ email လေးဆောင်ကြည့်လိုက်တယ်www.chatg.blogspot.com ဒီလိမ့်စာပဲသိတယ်လားဟေးတောင်းနာမည်ရတယ် Blue Night တဲ့နာမည်လေးပဲပေါ့ထိတ်ဆုံးပါအဲကြောင်းကျွန်တော်ရတာအဲကြောင်းမင်းအဲ့တော့ဘလူးထိတ်ဆုံးပါလဲလက်စားတာလေဟမ်မဟုတ်လေစာရပြတဲ့လက်စားအောင်လုပ်ပါလေအဲ့လိုရှင်းရှင်းပြောပါဗျာမင်းအဲ့ကြောင်းလားဟုတ်တယ်ကျွန်တော်အဲ့ကြောင်းရမင်းအဲ့ကြောင်းတောင်းလို့ရမှာဟုတ်တယ်ရေးတာကျွန်တော်ပတ်စံရှိလူသားသမီးမှာရတာမင်းအဲ့ကြောင်းလားခုမင်းတော်တော်ကန်ကောင်းတာကန်ကောင်းတာဟောကျွန်တော်တော်လို့ရတယ်တော်တော်လေးကန်ကောင်းတယ်ကိုကုသိုလ်ရထက်ရအောင်ဘလူးကုသိုလ်ကြီးပါအဲ့ကြောင်းကမင်းဘလူးရခဏပတ်ဆရာတော်ပဲဆိုပြီးလာလာမင်းနဲ့လက်ပြောတော့မမကြီးအောင်ဟုတ်ပါရဲ့အလုံးငွေဆိုလည်းထည့်ပါပါဗျာလောက်ပါအောင်ကျွန်တော်အဲ့ကြောင်းကျွန်တော်လိုက်ရှာလမ်းပြောင်းတယ်ကျွန်တော်လမ်းညွှန်ပါအောင်လမ်းလားလမ်းညွှန်မင်းဒီရှိနေတဲ့တက်တော့ခုနကမှတက်လာဒီဘက်ကနေလမ်းကွာလမ်းကွာဘယ်ဘက်ကိုချွတ်မှာလဲလေအဲ့လမ်းကွာလေတဲ့ဆက်သွားချင်းတွေ့ပြီဟုတ်လားတွေ့ပြီကျွန်တော်တင်ညာကုန်ကြီးအဲ့ဒီကြောင်းတင်ညာကုန်တွေ့သူ့ရဲ့ဘေးကနေဆက်တဲ့ဆက်သွားရောက်ပြီပါတော့နေုံအဲ့မှာလည်းမင်းဟောကြည့်မယ်တက်မှာတလန်လောက်ကောင်မှာချောင်းတရားရှိတော့ချောင်းလာကြားတယ်ကျွန်တော်ရွာသားပဲရေကူးတော့ပိုင်မလားအဲ့ကြောင့်မင်းရွာသားတင်တယ်တရားချောင်းမှာတရားရှိအောင်ပဲဟဲ့တရားနဲ့ကောင်ပါအဲ့တရားနဲ့ကြောသွားတယ်မင်းကမှတော့ခန့်တထဲတွေ့ရောကျွန်တော်ကြောင်းရောက်ပြီဗျာမဟုတ်သေးဘူးမိုက်တယ်ဟုတ်လေမင်းလမ်းမှာအမိုက်ကောင်ဆောင်တဲ့ဦးလေးကိုမေးလာလို့ပြောတော့အဲ့ဦးလေးယူနေရမယ်အဲ့ဒီဦးလေးကမျိုးဆက်ပြီးညွှန်လိုက်မယ်ကိုလည်းမျိုးဆက်ပြီးတက်လေးပဲတက်ပဲဆက်သွားတက်တော့ရောက်ပြီကျွန်တော်ကြောင်းရောက်ပြီကိုလေးအဲ့တက်လေးတော့လာနေပြီကိုမိုက်တယ်ဗျာဟာမင်းမိုက်တော့နာမည်ကြီးလည်းမိုက်လာမယ်နာမည်လေးကဘယ်လိုလဲပုတ်ကွာတဲ့ဟိုက်ကွာရေလန်းတော့ဟိုက်ကွာဝင်းနေအောင်ကြာပြီလားကွာအရင် miss နေတာရန်တရီရနော်ခုကလည်းရန်တရီရဒီမှာနေတော့တင်မွေးချင်ရစမ်းကိုနေလေတော့စမ်းလို့များတော့လည်းဗျာကျွန်တော်ဘယ်နာမှာရှိရဆိုလဲတတိထားအောင်ပါတကွက်နဲ့ဘာတွေဖြစ်နေလဲဟုတ်ရဲ့ဟုတ်တော့လေဘာနေတာလဲဘယ်နာဘာကိုဝင်နေတော့ဖြစ်ပါWho are you country boy? What is your name? Nice to meet you, Totali. ကျွန်တော်နာမည်ဘဘလို့တော့ကျွန်တော်နာမည်အာကာထောင်းပါလို့ကျွန်တော် Blue Night ကျောင်းမှာကျောင်းရတာ Blue Night လာတာ Blue Night အဲ့လီလီတို့ကျောင်းလေဟုတ်လီလီကျောင်းဘူးတယ်လို့အဲ့နာမည်လီလီတို့လည်းအရင် close ဖြစ်တာတရင်လာမှာပါတရင်လာမှာဘိုးတလုံးကတရင်လာမှာပါလေအရင်အရှိတန်တယ်ဆိုတော့မှာပြီပိုးဆက်မိုးတော်လေးအလုံးမလောက်လို့ပဲဟုတ်ပြီဟိုဂိုလူထွက်တယ်ဆိုတော့လေ၄ပါးသာဆိုတော့ပါလေတကယ်ကြီးနေတကယ်လီလီခိုင်းတာလည်းမပြောနဲ့တော့ဘလို့ကြီးအဲ့တော့နေတယ်မလေးနာပြန်နိုင်ပြရလားပြန်နိုင်တို့ထီရဆိုလေတို့ပဲလိုက်ဟုတ်ပါပြီရဟုတ်ပါပြီအဲ့တော့ဆိုလေကွာနဲ့တော့ရန်နေဖြစ်နေတယ်ကွာသူ့ကိုမချစ်ဘူးလီလီကိုချစ်တယ်ဆိုပြီးတော့ဂျင်းဝီနေလို့ပြန်ချွတ်လိုက်ရတာ
ဘွားပဲဆိုင်နေကုန်သွားတယ် ဘာဆိုင်လို့လဲဗျာအများတို့ဂျေဝင်တာနဲ့ပတ်စံကုန်တာနဲ့ဘာဆိုင်လို့ ဒီမှာသားနေတယ် ဒီရောက်လာပြီဆိုပြီးရေးစားထားတယ်ဒါတွေရှိမှရဒါပါလဲပြီ အကွင်းလေး အဲ့အကွင်းလေးနဲ့ပဲမဟုတ်ဘူးလေအဲ့အကွင်းမဟုတ်မန်နီလို့ပဲမန် မ နီ နေ့ကနေ့ရောက်တော့ကိုပြီးသွား အဲ့မန်နီမီဟုတ်တယ်တော့ပြိတ်တာအဲ့မန်နီတော့ပတ်စံတော့ကွာ အော်ပတ်စံအဲ့လိုပြောပါ မင်းဒီရောက်တော့မင်းပတ်စံဖျားပဲ အာပတ်စံဖေး ရေးရှောင်းတော့မင်းရေးတာကောင်းတာဟုတ်တော့ပါဘူး အာဟုတ်တော့ဘောကောပါလေ နေနေရောပါလို့ အညာချက်ကောင်းတာပဲ နေနေရောပါလို့ဘောကတော့ ချမ်းတော့တော့သွားနေတယ် ဆိုင်ကဘာတော့လို့မလဲ ရုပ်ရှင်ပါကျလို့ ရုပ်ရှင်တော့ကြည့်မလားဒါဆိုလည်းတော့ ရန်ထွက်ဟောနေရောလေကွာစားကျွန်တော်ဟိုလမ်းညွန်တာမပြီးသေးဘူးလေ မင်းလည်း လမ်းညွန်တိုင်းရှိစက်တဲ့အာတက်တယ် တက်တယ်လားဆက်ဆောင် အော်နောက်ဆုံးတော့လည်းတက်တက်နဲ့ပဲပြီးသွားတာအော်ကျေးဇူးရှင်ကြီးရဲ့ကျေးဇူးတင်ပါတယ်အဲ့လိုလမ်းညွန်ပြီးတော်တော်ကောင်းတယ်လို့မင်းတို့လည်းရေလေးတိုးထားခိုင်းပါရေရှောင်း အိသဒုက္ခအနတ္တအိသဒုက္ခအနတ္တအိသဒုက္ခအနတ္တအေးတော့ဘာလဲကျမ်းမာကြပါစေချမ်းသာကြပါစေစိတ်ကူးပါညီတို့ကလည်းအေးညှို့တက်သွားတာနှစ်ပတ်ကျော်နေပြီစာမလာတဲ့မကြနဲ့စင်မပြေခဲ့လားမသိပါဘူး ဟုတ်ပါတော့ဟိုမှာတင်များနေပြီလားမသိဘူး ဒီကောင်လေးရော ရတယ် မပြောတော့ဆိုတော့မလေးတနေ့ကလေးသားကြီးမောင်အကာသူကျမ်းမာပါစေချမ်းသာပါစေပြီးပြီးမှစေရဲကင်းပါစေအနေရကင်းပါစေနိုင်ကောင်းတဲ့နဲ့ဆောက်ရှောက်ကုန်ပါဆောက်ရှောက်ကုန်ပါမလေးငါတော့ဒီကောင်ကိုဟိုင်းနဲ့တွေ့နေမှမသိဘူး မရတူတိုင်းဆိုဟုတ်ပါမင်းကလေ မေကိုကြီးစရာစလာပြီစလာပြီ စာလာ ဒီလိုစားလာလေတဲ့ကောင်လေးဟဲ့လာလာညီကိုစားလာလေ ကျောင်းပြန်သွားလောက်မယ်ကောင်းနေမလား လာတော့ ညညလာညလာပြီးညညလာခဲ့ ဖပါဦးဖပါဦးဖပါဦး တို့မာတာမိခင်ဝိတမိခင်ကျေးဇူးရှင်ခင်ဗျာတားမောင်မျိုးကိုအစိပြေပြေချောချောမွေးနဲ့ရောက်ရှိခဲ့ပါတယ်ယခုလက်ရှိမြို့မှာကျောင်းသူတငယ်ချင်းတစ်ယောက်နဲ့အတူနေပါတယ်နေသားတစ်ခြားလည်းဖြစ်နေတယ် ကျောင်းကူ ပူလား မြို့မှာတိုက်တွေကလည်းအကြီးကြီးလမ်းတွေကလည်းအမြင့်ကြီးပဲမေးရ လမ်းနေကအမြင့်ကြီးတယ်ကေကေ တချို့လမ်းတွေဆိုလမ်းမေးကအိမ်တွေထထောင်မြင်ကြတယ်ဘာလို့လဲမေးကြည့်တော့ရှေးအောင်မွေးနဲ့ကိုထိမ့်သိမ်းတာတဲ့ဟိုးရေတော့ခင်းထားတဲ့လမ်းတွေမဖြတ်ရလို့ဘဝပဲထက်ခင်းခင်းနဲ့အဲ့လိုမြင်သွားတာ ရှင်းအောင်နေနေနေ တာခုတက်နေတဲ့အကြောင်းကအင်ဂျင်နီယာတော်တော်ကြတယ်အမေက3ပေကျဲတဲ့လမ်းကို4ပေရှိတဲ့ဂျိုက်ပေါင်ခင်းနိုင်ကြတယ် ဟုတ်ရှိတယ်ဒီ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 လေကေကေဒီနေသူတို့ကမှမငါတော့လည်းပေါ့ ဒါကဘာမှအဲ့လိုဖြစ်အောင်ခင်းနိုင်တာသူတို့ပဲရှိတယ်တဲ့ဒါလည်းတနေ့ကျရင်အဲ့လိုအင်ဂျင်နီယာကြီးဖြစ်အောင်ကြိုးစားခဲ့တယ်လို့ လမကလာ ဒါလည်းအမေတို့မျက်နှာမငယ်အောင်လို့ပါ ဒီပေါ်ဒီပေါ်ဒီပေါ် အော်မျိုးအားလာပါသားလာပါတွေရှောက်ပြောရင်းနဲ့လူရင်းအောင်ပြောဖို့မိနေတယ်ဒီလိုအမေကဒါမျိုးကိုလာဖို့ဆိုပြီးအမေရွာထည့်ပေးလိုက်တဲ့9သိန်းလေးအမေရှီစုမန်စုချွေးနေဆောင်လေးနဲ့စုပေါင်းထားတဲ့ပတ်စံဆိုတော့ရွာထက်ပလဲကချွေးချွေးတတာချစ်ချစ်ကိုသုံးခဲ့ပါတယ်အမေရဲ့ရွာကနေမျိုးကိုစီးတဲ့ရထားတော်မှာစတိုးရတာမရှိလို့တတိယလမ်းနောက်ဆုံးခုံလက်ပတ်ကိုဝဲပါတယ်အမေဒါပေမဲ့လက်မှတ်ရိုးရောက်လို့လက်မှတ်ဝယ်မယ်အလို့အဲ့ဒီမိမကငါ့ကိုတောသားဆိုတဲ့အကြည့်နဲ့ကြည့်ပြီးတော့ဘာမှတော့မပြောရသေးဘူးတတိယလမ်းလက်မှတ်စာအုပ်ကိုဆွဲထုတ်လိုက်တယ်လေ နေနာနေနာ အဲ့ဒါနဲ့သားလဲရွာကိုတိတ်ခါကြမှာဆိုလို့အထူးတန်းခေါင်းကစီးပလိုက်တယ် သာမလို့မတင်ရဘူး ဒါတော့ driver ဘေးကိုမရလို့ အေးပေါ် အဲ့ဒါသိန်းခွဲကြသွားတယ်ဘေးရဲ့ အေးပေါ် ဝေးတယ်ဟုတ်ကဲ့ဝေးကြတယ် ဒီဒီပါလေဒီချက်လေးက သားရဲ့ခံယူချက်ကတော့ကိုယ့်လိုရဲ့တစ်ခုကြောင့်အမေနဲ့ရွာကိုဂုံတက်ခါမြုံနှောသွားမှာမလို့လားဘူး ဒီ လေ နေ့က အေးပါအေးပါဟုတ်ပါဘူး အဲ့လိုနဲ့ရထားစီးလာလိုက်တာလမ်းတစ်ဝက်ရောက်တော့ကျမ်းမာရေးဆိုပြီးတော့ဓမေစာနာကြတယ် ကျမ်းမာရေးဆိုင်တာ ဒီပေါ်ဒီပေါ် အဲ့မှာကြံခဲ့တဲ့အမေရဲ့ချွေးနှဲစာလေးကိုချိုးချံချွေးတာပြီးသုံးဆွဲတော့ပဲဆိုပြီးတော့အမေရွာထည့်ပေးလိုက်တဲ့ဓမေညံနဲ့ငချပ်ပုတ်ထုတ်လေးကိုဖြီးစားမယ်လို့
ဘေးကောင်ကလူကမဲ့ပြုံးပြုံးတယ်မေ စားကျင်လို့ဒီမှာမပါဘူး